သူတို့ဟာကားရဲ့ကိုယ်တွေကိုအလဲတဲတဲကနေနှစ်ချမ်းဖြတ်တောက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဆိုင်ကယ်အသေးစားနှစ်စီးကိုလည်းအလဲကနေတဝက်စီခွဲလိုက်တာပါ။သူတို့ဟာဆိုင်ကယ် frame တွေကိုကားအတွင်းထဲမှာ wiring socket တွဲချိတ်လိုက်ပြီးတဲ့နောက်ဆိုင်ကယ် engine motor တွေကိုပါပြန်လည်တက်ဆင်ပေးခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ပြီးတဲ့အခါကားနှစ်ချမ်းလုံးကိုပြန်ပူထားလိုက်ကြပြီးတာမန်ကားတစ်စီးအတိုင်းပဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာကားမောင်းနဲ့လိုက်လံဖမ်းဆီးတဲ့အခန်းကိုရိုက်ကူးတဲ့အခါမှာတော့မောင်းတဲ့တစ်ခုကိုဆွဲလိုက်တာနဲ့အဲ့ဒီကားကြီးဟာတီးခြားမော်တော်ယာဉ်နှစ်စီးအဖြစ်နှစ်ချမ်းကွဲထွက်သွားခဲ့ပါတယ်။ဘယ်ချမ်းမှမဆိုကိုပိုင်စကီယာယာဉ်တွေပါရှိတာကြောင့်ယာဉ်မောင်းတွေဟာလမ်းလျှောက်သူတွေကိုရှောင်တိန်မောင်းနေနိုင်ခဲ့ပြီးရဲကားတွေဝင်လို့မရတော့အောင်ကျင်းမြောင်းတဲ့လမ်းကြားလေးတွေကိုအလွယ်တကူထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။